တို့ရဲ့အရန်ချစ်ရတဲ့ညီလေးမျိုးကြီးရဲ့50ပြည့်မွေးနေ့မှာညိုလေးနဲ့အဲ့ဒီငါ့ကိုခဏခဏမပြောအားလုံးသိတယ်ခုနကကိုကြီးရဲ့ကြော်တယ်ခဏခဏပြောတယ်ဟုတ်တယ်တော့ကိုနာတော်လေးကခဏခဏပြောကြမလို့ရပြီရတော့တစ်ခေါက်ဆိုဒါဆိုရင်ဘာကြီးလို့လဲခေါ်တော့ကျွန်တော်ဘာကြီးမျိုးကြီးရဲ့မွေးနေ့မှာတကယ်ကိုမျောလေးမင်းနဲ့ပေါ့နော်ဒီဆိုရတယ်တကယ်တော့လေဒီပွဲကတကယ်ကိုထူးခြားတယ်နော်တို့တက်တဲ့ဒီလိုမျိုးပွဲဆိုတာပြန်မဖြစ်လာတော့ဘူးဆိုတာဝမ်မက်ရှိုးတွေတော့ဖြစ်နိုင်တယ်ဒီလိုမျိုးအထိတ်အမဲ့ Golden Rock Night ဆိုတာမဖြစ်လာတော့ဘူးဟုတ်တယ်နော်ဒီမှာရောက်ရှိလာတဲ့လူတွေအားလုံးကတကယ်ကိုထူးဆန်းတဲ့လူသားတွေလို့ကျွန်တော်မှတ်ယူပါတယ်ကျွန်တော်နောက်ထပ်အနည်းတရာမှာကျွန်တော်ဒီမှာရှိတဲ့လူတွေအားလုံးကျွန်တော်လောကကြီးကနေပြီးတော့ကျွန်တော်ကြောက်ခိုင်းသွားမှာဖြစ်ပါတယ်အားလုံးမိမနေပါနဲ့ဒီလိုတည်းလေအမတ်တရားအနေနဲ့ကျွန်တော်ဂီတာနည်းနည်းလေးကလေးဆိုချင်ပါတယ်ကျွန်တော်တို့လောက်ထပ်ပြီးတော့တောင်းဆိုနေတယ်တိုးလေးတွေပါလို့ရှိရင်မီးလေးတွေဖွင့်ပြီးတော့ရှင်းရတယ်မတရားကျွန်တော်ဗီဒီယိုရိုက်ချင်အစင်းကြီးတော့ဒီမီးလေးတွေပါဖွင့်နေတယ်နည်းနည်းကူညီပေးပါဦး